တမတော်အနေနဲ့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိပြစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့အခြားမှာ EAO များအနေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတာကိုအခွင့်ကောင်းယူပြီးတမတော်စခန်းများပြည်သူလူနေအိမ်ခြေများရပ်ကွက်များကိုတိုက်ခိုက်လျက်ရှိပါတယ် KIA အနေနဲ့ဧပြီလ23ရက်နေ့ည10 နာရီလောက်မှာဗမော်မင်းလာရပ်ကွက်မှာရှိတဲ့လူနေအိမ်ခြေတွေနဲ့တမတော်ရဲ့ကင်းစခန်းတစ်ခုကိုလာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ် KNPP KND ရဲ့အနေနဲ့ဧပြီလ23ရက်နေ့မနက်9 နာရီမှာဘော်လခဲမှာရှိတဲ့လုံခြုံရေးစခန်းတစ်ခုကို drone နဲ့လာရောက်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ် KNU အနေနဲ့ဧပြီလ12ရက်နေ့ည12 နာရီအချိန်လောက်နဲ့ဧပြီလ23ရက်နေ့ည9 နာရီခွဲလောက်မှာထိထစခန်းကိုdrone ဘုံနေနဲ့လာရောက်တိုက်ခိုက်ခဲ့ပါတယ် drone ဘုံ80ကျော်လောက်လာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်ဧပြီလ23ရက်နေ့နေ့လယ်တနာရီခွဲမှာမြင်းမူအလာကပ္ပမှာ PDF အဖွဲ့တွေကဒီအလာကပ္ပကြီးရွာမှာရှိတဲ့လူနေအိမ်ကြီးတွေနဲ့လုံခြုံရေးစခန်းတစ်ခုကိုလာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်လာဒူစလင်းဘက်မှာလည်းညနေ4 နာရီခွဲလောက်မှာတစ်ခေါက်တောင်လုံခြုံရေးစခန်းကို drone နဲ့လာရောက်ပစ်ခတ်ကြောင်းတွေ့ရှိရပါတယ်